အားလုံးရဲ့မန်တရားတွေပေါ်ပေါက်လာတဲ့အဲ့ဒီနေ့မှာတော့ယွမ်မာကီနန်းတော်ရဲ့တတိယမြောက်သခင်မလေးလင်းချင်းရှိမှာမြို့တော်တစ်ခုလုံးတည်ထားကြတဲ့လိုအပ်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူမအသက်16နှစ်ထက်ပိုပြီးတက်မရှိနိုင်ဘူးဆိုတာပါပဲ။ဝေးဖွာလာခြင်းအားစားလို့သူမရဲ့ရင်ဘတ်ပေါ်မှာအစိမ်းနှူအောင်ဆင်းကြောင်းတစ်ခုရှိနေခဲ့ပြီးလာပညာတိုင်းမှာအဲ့ဒီနေရာကတိမခံနိုင်တော့ပူလောင်နာကျင်စေခဲ့ပါတယ်။နိုင်ငံတော်ဆရာကြီးရဲ့ဟော်ကင်ရဆိုရင်ဒီမိန်းကလေးဟာအင်မတန်ကြောက်စရာကောင်းတဲ့မောင်ကျိစာတင့်နေတာဖြစ်ပြီးအလုံးညံဆုံးသောမေတ္တာတရားနဲ့ဖြစ်ပြောင်းမှသာလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။မဟုတ်ရင်တော့အသက်16နှစ်ပြည့်တဲ့နှစ်မှာပဲအဲ့ဒီစင်ကြောင်းကပြတ်တောက်သွားပြီးသူမရဲ့တက်လဲဆုံးရှုံးရမှာဖြစ်ပါတယ်။ဒါကြောင့်လဲလင်းချင်းကြီးရဲ့အဆောင်ထဲမှာတော့သူဟာနမဲကျော်ဆောင်းလာတွေကိုတလက်မှမတိတွေ့ခဲ့ပဲနဲ့ပြမလူတွေကတော့သူ့ကိုအားနဲ့ဖျားနာပြီးထူးဆန်းတဲ့ကျင်းစရာရှိသူလို့ပဲသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့ညစဉ်တကောင်းရဲ့ချိန်တိုင်းမှာသူဟာလှုပ်ဝက်တကားကိုဖွင့်ပြီးမြေအောင်ဆောင်းဒီကန်ထဲကိုဝင်သွားတတ်တယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။အဲ့ဒီနေရာမှာတော့မင်းအောင်ဆိုတာမရှိပဲလေထဲမှာလွင်မျောနေတဲ့ရေခဲမြစ်ကျိုး9ချောင်းပဲရှိနေတာပါ။သူ့ရဲ့လက်ချောင်းထိပ်တွေနဲ့တီးခတ်လိုက်တဲ့အခါအဲ့ဒီကျိုးတွေစီကနေအတန်မထွက်တဲ့ဒေသတွေထွက်ပေါ်လာပါတယ်။ဒါဟာနာကျင်မှုတွေကိုခိထသက်သာစေနိုင်တဲ့ဒီကိုဒီတော့ဝိညာဉ်ငြိမ်သက်တေးလို့ခေါ်တဲ့လှုပ်ဝက်တေးသွားပဲဖြစ်ပါတယ်။သူအသက်16နှစ်အရွယ်မှာတော့မျိုးစားမရဲ့အိမ်တော်ကိုရှောင်းဝရန်လို့ခေါ်တဲ့လူငယ်ဆောင်းဆရာတယောက်ရောက်ရှိလာခဲ့ပါတယ်။သူဟာမိုးကြိုးထိမှန်ထားသလိုအကြောင်းတွေနဲ့ပြင်းနေနေတဲ့ရာကျွင်းလို့မြည်ရတဲ့ရှောင်းဆောင်းတစ်လက်ကိုတည်ဆောင်လာခဲ့ပေမဲ့ရှောင်းဝရန်ကတော့အဲ့ဒီဆောင်းကိုတန်ထွက်အောင်တီးခတ်နိုင်ခဲ့ပါဘူး။သူကမျက်လာချထားပေမဲ့လည်းမြို့သမီးရဲ့နှလုံးသားတွေကတွေးသွားတွေကိုတော့အတိုင်းသားကြားနေနိုင်ခဲ့ပါတယ်။ပထမဆုံးချိန်ဒိတ်ကုံလုံးစမ်းသပ်ပြီးမှတော့သူ့ရဲ့လက်ကောက်ဝတ်ပေါ်မှာ3ရက်ကြာမှပျောက်ကွယ်သွားမယ်။ခက်ပျော့တန်ရောစင်ကျိုးအမှတ်သားတစ်ခုကျန်ရစ်ခဲ့ပါတယ်။ငါလက်ကိုကင်ခဲ့တဲ့ဆရာဝန်ဟာ3ရက်ကြာမှရုတ်တရက်တည်ဆုံးသွားခဲ့တယ်လို့သူမကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်။ရှောင်းဝရန်ကတော့ဘာစကားမှမဆိုပဲသူ့ရဲ့ရင်ဘတ်ပေါ်ကကျိုးမြင်လေးကိုတိတ်ဆိတ်ပဲစိုက်ကြည့်နေပါတော့တယ်။သူ့ကိုနှိပ်စက်နေတာဟာတင်ကိုယ်တိုင်မဟုတ်ပဲတင့်ခါထားကိုယ်ထဲမှာရှိနေတယ်။အဲ့ဒီတော့ခတ်ထားတဲ့အရာကြောင့်ပါ။သူမကတော့အဲ့ဒီတော့ကိုဖွင့်ပေးနိုင်ပါတယ်။အဲ့လိုနဲ့ထူးဆန်းတဲ့ကုသမှုတစ်ခုစတင်ခဲ့ပါပြီ။ရှောင်းဝရန်ဟာဘယ်တော့မှဆောင်းမတီးပဲလင်းချင်းချီကိုပဲတီးခိုင်းနေရှိပါတယ်။သူကဝိညာဉ်ငိမ့်သက်တေးကိုတီးခတ်လိုက်တိုင်းမှာသူ့မျက်လုံးထဲကခန်းစားချက်အကွဲကြောင်းတွေဟာထပ်မမိန်လေးလင်းလာတတ်ပါတယ်။အဲ့ဒီလင်းဆက်လေးတွေဟာပိုးစုံကျူးလေးရိုပဲသူ့ရဲ့ရင်ဘတ်ထဲကိုတိတ်ဆိတ်စိတ်ဝင်သွားကြပါတယ်။နာကျင်မှုတွေကတော့တကယ်ကိုတက်တာလာခဲ့ပါတယ်။ဒါပေမဲ့သူဟာအိမ်မက်တွေစားမှတ်လာခဲ့ပါတယ်။အဲ့ဒီအိမ်မက်ထဲမှာသူဟာစစ်မြင်ပြင်ကဝတ်စုံဖြူဖို့စစ်ပြူအောင်မှုတယောက်ဖြစ်နေခဲ့ပြီးသူ့ရဲ့ခံစားချက်တွေကြောင့်ရန်သူစစ်တပ်တစ်ခုလုံးလဲကွဲပျက်စီးသွားခဲ့ရပါတယ်။ဒါဟာနောက်ဆုံးမြင်ကွင်းမှာပဲ။ကောင်းကင်ကနေမိုးကြိုးတွေအနေနဲ့ပစ်ချပြီးဆောင်းကြိုးတစ်ချောင်းကရင်ဘတ်ကိုဖောက်ထွက်သွားတာဟာအတိတ်ဘဝရဲ့ကြောက်မက်ဗန်မတ်တရားတွေပဲဖြစ်ပါတယ်။ဒါကကုသမှုခံယူပြီးတဲ့နောက်မှာတော့ရှောင်းရန်ဟာရုတ်တရက်ခုလိုပဲပြောဆိုလာပါတယ်။ရှင်ဟာအတိတ်ဘဝကတပ်ဖြတ်မှုတွေများလုံးခဲ့တာကြောင့်ကောင်းကင်ဘုံရဲ့အမိန့်တော်နဲ့ရင်ဘတ်မှာတစိမ့်ခန့်ခံရတဲ့ကွင်းရှာစစ်သူကြီးတယောက်ဖြစ်ခဲ့ပါတယ်။ဒါအချိန်သာတစ်ခုမဟုတ်ဘဲနဲ့ခြေပိတ်တစိမ့်ခတ်ထားတဲ့ဆောင်းကြိုးတစ်ခုသာဖြစ်ပါတယ်တဲ့။ရင်ကွင်းရှိကတော့အဲ့ဒီစကားတွေကိုလုံးဝမယုံကြည်ခဲ့ပါဘူး။ဒါပေမဲ့မက်လာ3ရက်နေ့မှာကြာရောက်တဲ့ချန်စီပွဲတော်နေ့မှာတော့သူဟာဒါရှန့်ကော်ဖျားเจ้าကိုအမွေးနဲ့တာတိုင်းတွားရောက်ထွန်းကြည့်ဖို့သွားခဲ့ပါတယ်။လန်ခီမှာသူ့ရဲ့မြင်းဒါဟာရွှေအောင်မြင်းကောင်နဲ့တိုင်မိပြီးကြောက်တဲကိုပြုတ်ချသွားခဲ့ပါတော့တယ်။အဲ့လိုကြောက်တဲကိုပြုတ်ချသွားတဲ့ခဏမှာပဲသူဟာအသက်ရှင်လို့စိမ့်နဲ့နေရာနယ်တွေကိုအလိုလျောက်လက်နဲ့လှမ်းဆွဲလိုက်ရတာနဲ့အမြောက်လေးမဲ့ຢာတစ်ခုကိုဆွဲထုတ်လိုက်နိုင်ပါတော့တယ်။စောင်းကျိုးတမြင်လို့စိမ့်လက်လင်းနံတစ်ခုကကမ်းမရင်ကတင်းရှုပင်ယိုကြီးကိုရစ်ပတ်တွက်ခဲ့ပြီးသူ့တက်ကိုကယ်တင်လိုက်ပါတယ်။ကျန်ဝရန်ကကမ်းမထိပ်မှာသူ့ကိုတွေးလိုက်ချိန်မှာတော့သူဟာသွေးတွေစီးကြနေတဲ့သူ့ရဲ့လက်ချောင်းထည်လေးတွေကိုငေးကြည့်ပြီးတော့မိမောနေခဲ့ပါတယ်။စိတ်ခက်နေထားတဲ့အစီရင်ကရွရဲလာပြီးသူကစိုးရိမ်တော်ရင်နေတဲ့အတန်းနဲ့အရှင်အပိသက်နိုးထမလာခင်မှာဟိုးရင်ကအရှင်ဆောင်းကျိုးကိုရိုက်ချိုးခဲ့တယ်။မိုးချိုးနမင်းရဲ့လူဝင်စားကိုရှာတွေ့ဖို့နဲ့ခွင့်လမှုရယူဖို့လိုအပ်ပါတယ်လို့ပြောလိုက်ပါတယ်။မဟုတ်ရင်တော့အစီရင်ပျက်စီးသွားတဲ့အခါအရှင်အဆွမ်းအားတွေနောက်ပြန်ရိုက်ခတ်ပြီးမိစ္ဆာတကောင်ဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။ဒါဆိုမိုးချိုးနမင်းရဲ့လူဝင်စားကဘယ်သူများလဲ။ရှင်ဝရန်ကတိတ်ဆိတ်စွာနဲ့ပဲဝါကျင်နေတဲ့စိတ်နဲ့စိတ်ဓာတ်ပုံရင်းလာတစ်ခုကိုဖြန့်လိုက်တဲ့အခါမှာတော့လက်ရှိအင်ရှစ်မင်းသားရဲ့မွေးသက်ဂရိစာတာခွင်ပေါ်ကိုကြောက်ရွံ့နေတာကိုတွေ့လိုက်ရပါတယ်။မင်းချင်းရှိဟာရီချင်းစရာကောင်းလို့ခြေခွဲဝမ်းနဲ့စရာတွေကောင်းလာတဲ့အချိန်တွေကြောင့်တောင်ရီမောလိုက်ပါတယ်။အင်ရှစ်မင်းသားရှောင်ကျင်ကြီးဆိုတာသူနဲ့ငယ်စဉ်ကတည်းကလူချင်းချင်းဂရိထားပြီးစိစက်ထားခဲ့တယ်။သူ့ရဲ့စိစက်ထားသူအစ်မှန်ပါပဲ။ဒီမျိုးလုံးကလူတွေဟာသူနောက်ကျန်းဖြစ်ပြီးတည်ဆုံးသွားမဲ့ချိန်ကိုပဲစောင့်မျှော်နေကြတာပါ။ဒါမှသာအင်ရှစ်မင်းသားဟာအာနာရှိတဲ့အမတ်ကြီးရဲ့သမီးကိုနောက်တစ်ချိန်ထပ်မံလက်ထပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဟာနှုတ်ကိုသေးစေခြင်းနဲ့သူစီမှာသွားပြီးသနာခံရတော့မှာပေါ့။သူကခွင့်လွှတ်ပေးဖို့တောင်းမှရင်ကျွန်တော်တကယ်ကိုမသိခဲ့တာပါလို့တိုးတိုးလေးရင်နေခဲ့ပါတယ်။လင်းချင်းချီကတော့စတင်ပြီးယောဂချင်းတွေပြန်လဲဆိုးရလာတာကိုအခွင့်ကောင်းယူပြီးသူဟာအရှိနန်းဆောင်ကိုဝင်ထွက်သွားလာခဲ့ပါတယ်။ရှောင်းချင်းကြီးဟာကြောက်စိမ့်လိုအေးချမ်းပြီးနုညံ့တင်မွေးတဲ့သူတစ်ယောက်ဖြစ်ပြီးသူမပေါ်ကျင်နာမှုရှိပေမဲ့အများအားပါလာတဲ့လိုက်ကတုံးတက်ချထားသလိုမျိုးစင်ကားတဲ့ကွာဝေးတစ်ခုကိုအမြဲထိန်းသိမ်းထားပါတယ်။သူရဲ့စာကြည့်ခန်းထဲမှာမိုးချင်းတန်ကိုနားထောင်ခြင်းဆိုတဲ့ပကြီးကားတစ်ချက်ဆီဆွဲထားပြီးအဲ့ဒီပကြီးကားထဲမှာတောင်ထိပ်ပေါ်မှာစောင်းတင်းရင်းနဲ့တောင်းငင်ကမိုးကြိုးတွေကိုစင့်ခေါ်တဲ့ပုံရိပ်တစ်ခုရှိပါတယ်။အဲ့ဒီပုံရိပ်ဟာသူ့ရဲ့အိမ်မက်ထဲကကိုနဲ့တရားတဲ့တူညီနေတာကိုတွေးလိုက်ရတဲ့အခါသူတုန်လှုပ်သွားခဲ့ပါတယ်။ညမှာတော့သူဟာအရှိနန်းဆောင်ရဲ့ဘေးဆောင်မှာနားယူနေရင်မတော်တဆလှုပ်ဝက်ရန်နေရာတစ်ခုကိုထိမိသွားပြီးလှုပ်ဝက်အခန်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီခန်းထဲမှာတော့နေရာတစ်ပြင်လုံးစောင်းတိခန်းဒီမှတ်တမ်းတွေပြည့်ရှိနေပြီးအခန်းအလယ်ပေါ်မှာတော့အဖိုးတိုင်ကြောက်စိမ့်တုံးရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။စီမင်းထက်မှာတော့မိကျွမ်းနေတဲ့စောင်းသားတစ်စားကိုပူဇော်ထားပြီးအဲ့ဒီဘေးမှာတော့လှုပ်ဝက်စီရင်ကစားတစ်ဆောင်ကိုဖြန့်ခင်းထားပါတယ်။အဲ့ဒါဟာအရှိမင်းသားကအေဂရစ်စီကိုလင်းမြုံနယ်စုရဲ့ကြမ်းကျက်ကိုချုံနှောင်ထားတာကိုငါ့အတွက်သုံးမချနိုင်ရင်သူမနှိုးထလာခင်မှာပဲအပြက်ရှင်းပြရမယ်လို့ရေးသားပွေးပို့ထားတဲ့စာပဲဖြစ်ပါတယ်
အဲ့ဒီချိန်မှာတင်သူ့ရဲ့ခန်းတကားပွင့်သွားပြီးလက်ထဲမှာဓာတ်လက်ကိုကင်ဆွဲထားတဲ့ရှောင်းချင်းကြီးဟာတကားဝမှာရပ်နေပါတယ်သူ့မျက်နှာပေါ်မှာတော့လုံးစံအတိုင်းနူးညံ့သိမ်မွေ့တဲ့အမူအရာတွေလုံးဝမရှိတော့ပါဘူးချင်းရှိမင်းတည်သွားပြီပဲဟုတ်တယ်ငါဟာမိုးချုံနာမည်ကြီးရဲ့လူဝင်စားပဲအရင်ဘဝတုန်းကငါဟာတောင်းငင်မိန်တော်ရမိတ်ဆောင်ဝင်သွားတဲ့စစ်သူကြီးချင်းရှာကိုတုတ်တင်ခဲ့ရသူပဲဒီဘဝမှာတော့ကျမအတွက်ရှိရဲ့အဆန်းစားတွေလိုအပ်နေတယ်။နောက်ပိုင်းကရိုင်းဆိုင်လူမျိုးတွေမှာမော်အင်းတက်တွေရှိနေပြီးအဲ့ဒါကိုဖျက်ဆီးနိုင်တာဆိုလို့ကျင်းရှာရဲ့အင်အားကသာအရာရာကိုဖျက်ဆီးနိုင်မှာပါ။ဒါကြောင့်မင်းကိုနှုတ်ထလာစေပြီးငါ့အတွက်တုံးချဖို့လိုအပ်တယ်။ကြွေကျမကမလိုလားဘူးဆိုရင်ရောဒါဆိုရင်တော့မင်းဟာရင်ဘွားကပြစ်ကြွေးတွေကိုပြန်ပြီးစိတ်ကနိုင်နေဖို့အထိအသက်ရှင်နိုင်မှာမဟုတ်ဘူးလင်းချစ်စု။ဒါကိုစဉ်းစားတော့မနေပါနဲ့တော့။သူကခန္ဓာကိုယ်နဲ့ကာဝယ်ဖို့ကြိုးစားလိုက်ပေမဲ့တိုက်ခိုက်မှုကသူ့ပခုံးထဲကိုတဲဝိုက်ပြီးစိုက်ဝင်သွားတဲ့ခဏမှာပဲရင်ဘတ်ထဲမှာချိတ်ပိတ်ထားတဲ့ကြိုးတန်းဟာဖောက်ကနေအတန်နဲ့အတူပြတ်ထောက်သွားခဲ့ပါတယ်။မဟုတ်ဘူး။ဒါဟာပျက်စီးရင်မှုမဟုတ်ပဲအချုံနောင်ကနေလွတ်မြောက်သွားတာပါ။ကြည်လင်းတဲ့လင်းနှန်းတွေဟာကောင်းကင်ရစီကိုထိုးတက်သွားပြီးအရှိနန်းဆောင်ကိုဖြတ်တန်းကမြို့တော်တစ်ဝက်လုံးကိုလင်းထိန်သွားစေခဲ့ပါတယ်။မြို့တော်ထဲမှာအဲ့ဒီတန်ကိုကြားလိုက်ရတဲ့သူတိုင်းဟာရန်သူဖြစ်စေမိတ်ဆွေဖြစ်စေအားလုံးကခဏတာမြင့်တက်သွားကြပြီးထောက်တောင်းချီတဲ့စစ်တီတော်တွေရဲ့ပုံရိပ်ရောင်တွေနဲ့အတူစစ်မြေပြင်ကတိုက်ပွဲတံတွေကိုကြားလိုက်ရပါတယ်။အလင်းနဲ့ပြောက်ကွယ်သွားတဲ့အခါမှာတော့လင်းချင်းရှိဟာအပြက်စီးပုံနေကြတဲ့မှာအဖြူအောင်ဝတ်စုံနဲ့ခံကြားစွာမတည့်ရနေပါတော့တယ်။ရွှေစုံနေနဲ့အမောင်လိုင်းတွေနဲ့လျှက်စီးလင်းတန်းတွေဟာရင်ဘတ်ပေါ်ကကျူးရပေါ်ကိုပြင်းထန်စွာရိုက်ခတ်သွားတဲ့အခါအဲ့ဒီမာယူဟာလုံးဝပြောက်ကွယ်သွားခဲ့ပါတယ်။သူ့လက်ထဲမှာတော့အလင်းနဲ့စူးစီးထားတဲ့တောက်ပနှွေးထွေးပြီးတက်ဝင်နေတဲ့ဆောင်းထူရီယာတစ်ခုကိုကင်ဆောင်ထားပါတယ်။လက်တံလိုတောက်ပတဲ့ဘာဆော့ကြောင်းလန်နဲ့အတူသူထားရလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ခန်းထားတဲ့ဆောင်းဟာအကုန်စင်ကျွေးမသွားခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီအစနာတွေဟာလှပတဲ့လင်းနှံတွေဖြစ်ပြောင်းလဲပြီးသူ့လက်ထဲကလင်းဆောင်းတွေကိုစီးဝင်ပေါင်းစီးသွားခဲ့ပါတယ်။စိတ်နှလုံးထဲကနည်းနည်းတဲ့တန်အောင်စင်တွေကြောင့်ပဲဆောင်းရဲ့တစ်ဖက်မှာမီးလောင်ရလို့အစင်းကြောင့်တွေထင်ကြလာပါတယ်။ဒါဟာတိတ်ဘွားတော့ကသူ့အတွက်လျှက်စီးတံကိုကြမ်းကြမ်းခံကာဝယ်ပေးခဲ့တဲ့သစ္စာရှိတဲ့မှတ်သားပဲဖြစ်ပါတယ်။ချောင်းချင်းဟာလူတစ်ပတ်ထောက်ကျဆင်းသွားပြီးလက်ထဲကဓာတ်ကလည်းတစစီကျိုးပဲပျက်စီးသွားခဲ့ပါပြီ။တကယ်တော့စိတ်ခန့်နေမှုပြည့်ပြည့်သွားပြီးရဲ့နောက်မှာတရားမိတ်ဆော်တရားမဟုတ်ပဲပြည်စုံတဲ့စစ်တပ်ဖျားအရှိဆန်မင်းသားတစ်ပါးဖြစ်နေခဲ့တာပါ။လင်းချူရှိကချောင်းကျိုးတွေကိုတာယာပုတ်တက်လိုက်တဲ့အခါမှာတော့အလင်းဆောင်ကလက်ကောက်တစ်ခုပြပြောင်းလဲသွားပြီးလက်ကောက်ဝက်မှာပတ်မိသွားခဲ့ပါတယ်။နောက်ပိုင်းကဝူမျိုးလေးကိုတော့ဒီမှာတောက်ရောက်ပြည့်ရှိပေးပါပါ။ဒါပေမဲ့ဒါအတင်းအတွက်ကြောင့်မဟုတ်ပဲနေဆက်ကအရက်သားတွေအတွက်ပဲဖြစ်ပါတယ်။စစ်ဆက်ကြောင်းနှံမှုနဲ့ပတ်သက်ရင်တော့သူဟာရှမ်းဝူရန်ရဲ့လက်ကိုလိလိကျကျဆုပ်ကင်လိုက်ပြီးကိုချစ်တဲ့သူနဲ့လက်ထပ်တာဟာလောကရဲ့တဘာဝတရားအတိုင်းအမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲလို့ပြောကအရာအလုံးကိုဆုံးသက်လိုက်ပါတော့တယ်။ရဲယုံမင်းဆက်ရဲ့တခုသောညမှာတော့အန်ဟွန်ဆန်ရဲ့တတိယမြောက်သခင်မလေးကွယ်လွန်သွားခဲ့သလိုအဲ့ဒီညမှာပဲမြောက်ပိုင်းစစ်မြေပြင်မှာသူ့ဝက်ဆန်းကျဲတဲ့လှည့်လည်ကူတာသူဆရာဝန်မောင်နယ်ဆိုပေါ်ပေါက်လာခဲ့ပါတယ်။အမျိုးသားဖြစ်သူဟာစေပညာမှာလွန်ကျွမ်းကျင်ပြီးအမျိုးသမီးကတော့ဆောင်းတူရီယာရဲ့တန်စင်တွေနဲ့ဒဏ်ရာတွေကိုကုသပေးနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိသူတွေပါ။သူတို့ဟာပြင်းထန်တဲ့ကုသယောဂတွေကိုနှိမ်နှင်းပေးခဲ့သလိုလပညာတညမှာတော့လူရိုင်းမျိုးနယ်တွေရဲ့မှော်အင်းွက်ဘိုးချက်ကြောက်တိုင်းကိုပါတစ်ချက်တည်းနဲ့အောင်မြင်စွာဖျက်ဆီးပစ်ခဲ့ကြပါတယ်။ဒီအောင်မဲသတင်းမျိုးတော်ကိုရောက်ရှိလာတဲ့အခါမှာတော့အစ်စ်နန်းနဲ့စာဧကရစ်ရှောင်းချင်းဟာနန်းတော်ထဲမှာမြောက်ဘက်ရက်ကိုမြင်းမောခြင်းနဲ့စိတ်လွတ်မြောင်းနေခဲ့ပါတော့တယ်။ဘန်းဟာအချိန်တော်ကြာအောင်ဘာစကားမှပြောပဲတိတ်ဆိတ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာလွန်ခဲ့တဲ့နှစ်တွေကရင်းချင်းချီခွဲလိုခဲ့တဲ့ဆိုင်တော်မှာစာသားပါတဲ့အထင်းမဲ့ကြောက်စာတိုင်းတစ်ခုစိုက်ထူပေါ်မိတ်ထုတ်ပြန်ခဲ့ပါတယ်။ကြောက်စာတိုင်းပေးပါတော့မိုးချိုးထိမှန်ထားတဲ့တစ်သားတစ်ပင်ကိုစိုက်ပျိုးခဲ့ပြီးအဲ့ဒီတစ်သားပေါ်မှာတဘာဝအတိုင်းအစင်းကြောက်ခုနှစ်ချောင်းပေါ်ပေါက်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့လူတွေကြားထဲမှာပုံမြင်ဖို့ပြန့်နှံ့လာခဲ့ပါတယ်။လာပညာတညမှာလူသူမရှိတဲ့နေရာကနေထွက်ပေါ်လာတဲ့စောင်းတန်ကိုကြားရလို့အဲ့ဒီတန်နောက်ကိုလိုက်ရှာကြည့်မယ်ဆိုရင်ဝါတို့ကြီးရဲ့အနက်ရှိုင်းဆုံးနေရာမှာအတူတကွမိတွင်နေတဲ့ကြောပြင်တစ်ခုနဲ့စောင်းတည်နေတဲ့မျိုးသမီးတစ်ယောက်ကိုတွေ့ရတတ်တယ်ဆိုတာပါပဲမျိုးသားတစ်ယောက်ကမိနံသွင်းနေပြီးစောင်းနေတဲ့ဇပွဲပေါ်မှာတော့မြဲတမ်းမီးကျွမ်းနေတဲ့တစ္ဆာတစ်ခုရှိနေတတ်ပါတယ်ဒါဟာသူတို့ရဲ့မပြတ်တောက်နိုင်တဲ့ဂရိတစ္ဆာနဲ့အတူကျိုးတန်းတွေပေါ်ကနေတစ်ဖက်ပြန်လဲရှင်သန်လာတဲ့ထာဝရချစ်ချင်းမြတ်တာရဲ့ရင်းမြစ်ပါပဲတကယ်တမ်းကြီးဆိုတာဘယ်ကောင်ကလှကလေးကိုကယ်တင်တာမျိုးဒါမှမဟုတ်အလှလေးတစ်ယောက်ကြောင့်တိုက်ပြီးပျက်စီးသွားတာမျိုးဘယ်တော့မှမဟုတ်ခဲ့ပါဘူးအဲ့ဒါကတော့လောကကြီးကလက်မခံပဲဒါချမာကဖိနှိပ်လာတဲ့အခါမှာတော့ကိုယ့်ရဲ့မပြောဘဲသိတဲ့စိတ်အလိုကိုနားလည်ပေးပြီးတိတ်ဆိတ်တဲ့နာကျင်မှုကိုနားလည်ပေးနိုင်တဲ့သူနဲ့အတူအဆုံးမသက်သေးတဲ့တွေးသွားကိုပြီးဆုံးအောင်တူတူတီးခတ်ဖို့ရွေးချယ်လိုက်တာမျိုးပဲဖြစ်ပါတယ်။ဒေသဆုံးချိန်မှာတောက်တန်းတွေပြိုလဲသွားမယ်ဆိုရင်တော့မှပေါ့။မြေတွေပြောင်းလဲစီစစ်ပြီးခေတ်သမိုင်းတွေလီလီပြောင်းလဲသွားခဲ့ပေမဲ့လူတစ်ယောက်ရဲ့မုံမြတ်တဲ့စိတ်ထားနဲ့မိုးလာရီမှန်းချက်တွေကတော့အဲ့ဒီဒဏ္ဍာရီထဲမှာထာဝရရှင်သန်နေမှာဖြစ်ပြီးဘယ်တော့မှစသိမ်းသွားမှာမဟုတ်ပါဘူး။